သူဟာနောက်တစ်ယောက်နဲ့တွေ့နေပြီဒုညောင်ရဲ့ဇလံပြီးဆုံးသွားပြီတဲ့ဒါထားသွားခြင်းမလားအသေးခွဲတယ်လို့ခေါ်ရလားသူကမုံမှုမလွယ်တယ်လို့ပဲငါမမေးဘူးမဖြစ်နိုင်တော့ပါဒါရဲ့စက်ခြင်းမလားအသေးခွဲတယ်လို့ခေါ်ရလားသူကမုံမှုလည်းမလွယ်ပါသူကမေးဖို့လည်းမလွယ်ပါရှင်မသစ္စာနဲ့စခဲ့သူပါသူရဲ့ကြုံလေးတွေရဲ့သူရဲ့အနာလေးတွေရဲ့ဘယ်လိုမေးပြောင်းလို့ရှားမှလဲ